business time မှာ external customer ရှိတယ် internal customer ရှိတယ် external customer ဆိုတာကပြင်ပက customer တွေဝယ်သူတွေဖောက်တယ် internal customer ရဲ့ဆိုတာကကိုရုံးကဝန်ထမ်းနေတာလင်းဖြစ်တယ်အဲဒီတော့ iBuy နဲ့ပတ်သက်ပြီးတော့ဆွေးနွေးရရင်ဒါအခုလောဆယ် problem solving skill ပေါ့ပြဿနာဖြေရှင်းနည်းစနစ်ကိုရုံးတွေကသူတွေပြဿနာကိုအရင်ဖြေရှင်းတယ်နောက်ပြီးကြလို့ရှိရင် external ရဲ့ဟာကိုရှင်းတယ်အခုနော် external customer ဆိုတော့ကိုရုံးမှာကိုရဲ့အလုံးမှာလာဝယ်နေတဲ့ဖောက်တယ်ဝယ်သူတွေဟုတ်တယ်နော်ဒီတော့အဲ့ဖောက်တဲ့ဝယ်သူတွေဆိုရင်ကိုတို့က less model နဲ့ရှင်းရမယ် less method နဲ့ရှင်းရမယ် less method ဆိုတာက listen apologize solve thanks ဒီတော့ listen ဆိုတာနံပါတ်1နားထောင်တို့ကလာပြီလေ complaint customer complaint ကြောင်းတယ်မလားလာပြီအဲ့ဒီလိုကားကြီးရရဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဟုတ်လားအဲ့ဒီလိုရဲ့ spare ကြီးရရဲ့ဘာမှမဟုတ်ဘူးဘာညာလာပြီအဲ့ဒီလိုကားလေးဘလို့ပဲချမ်းသာဒီလို export import ကလေပစ္စည်းကလည်းအချိန်မီမရောက်ဘူးကြားဘူးလားကြားဘူးတဲ့ okay အဲ့မှာအချိန်မီမရောက်ဘူးဆို apologize တောင်းပန်လိုက်ဘာမှမပြောနဲ့အောင် listen နားထောင်ပြီလေသူ့ရဲ့အခက်အခဲကိုဘာလုပ်လိုက်တောင်းပန်လိုက်အမရေဒီတစ်ခေါက်နောက်ကျသွားတဲ့အတွက် export import ဆိုရင်ဒီတစ်ခေါက်နောက်ကျသွားတဲ့အတွက်တောင်းပန်နေနော်ဒီတောင်းပန်ပါတယ်အမရေစိတ်ထဲကနေအနူးညွတ်ဘာညာပေါ့တော့ပေါ့ပြီးလို့ရှိရင် soft ရှင်းပြလိုက်အမနောက်ခါကျမနောက်ကြအောင်ကျမကိုပဲဖုံးဆက်တော့ manager ဆိုရင်သိရမလားကျမကိုဖုံးဆက်ကျမရောက်အမဟာကိုလုံးဝတခြားမှတ်ထားမယ်ကျမကလေးတွေလည်းမှာထားမယ်ကလေးတယောက်လာအောင်ဟေ့ဒီအမလာရင်လေနင်တို့ဖြည့်ရှင်းပြတယ်နီးဒီအမလာရင်နင်တို့မြန်ပို့ပေးရမယ်နော်ဒါမျိုးဆိုရင် तू ကလည်း satisfy ဖြစ် okay အဲ့ဆိုရင်နောက်ဆုံးမှကြတော့ကျေးဇူးပါလို့မပြောအောင်နော်ကျေးဇူးပဲနော်အမအခုလိုမျိုးနားလည်ပေးလို့လေအမနဲ့လည်းနောက်ထပ်အလုပ်တွေအများကြီးဆက်ပြီးတော့တွဲလုပ်ချင်ပါသေးတယ်ဒါဒီ external customer internal customer ရုံးဖွဲ့ပြဿနာတက်တဲ့နည်းကိုပြန်လည်သွားဝင်ပြပါနော်အဲ့ပါဆိုရင်အဲ့ဒါလည်း listen apologize solve thanks ပဲစနဆရာပြောတယ်လေဝန်ထမ်းနဲ့ manager နဲ့နှစ်ယောက်စလုံးပူလောင်နေတာပြဿနာတက်တယ်ဆိုကြတဲ့ဟုတ်တယ်မလားပူလောင်နေတာလေပူလောင်နေတဲ့အချိန်မှာလာတယ်တဲ့စကားကြီးဆက်ထိုးကြတယ်ချကြတယ်ဘာဖြစ်လဲညာဖြစ်တယ်မခေါ်နိုင်မပြောနိုင်တယောက်ကထွက်မယ်တယောက်ကစိတ်မကောင်းအမေဖြစ်နေကြတာသမီးသားကြီးလည်းမဟုတ်ဘူးနော် employer နဲ့ employee ဖြစ်နေကြတဲ့သဘော employer နဲ့ manager okay အဲ့ဆိုလို့ရှိရင်ဘယ်မှာလို့ listen နားတော့သူ့မှာအခက်အခဲတွေပါရှိတယ်ဘာလို့လဲရုံးရင်နောက်ကြလုံးမှာပဲ HR မထက်ကဆိုရရုံးရင်နောက်ကြဘာလို့နောက်ကြရလဲရင်ဆုံးနားတော့ဟုတ်တယ်နားတော့ပြီးလို့ရှိရင် apologize တောင်းမယ်မယ်နော်မ employee တွေနဲ့ manager တွေတောင်းမယ်မှာတခါလေကြတော့ဖြည့်စင်းနေဒီအကွက်ကြမှာရှင်းခဏလေးကိုလောလောဆယ်တော့တောင်းမယ်လို့ပြောရင်ကိုတို့ဒီမှာလိုမျိုးဆက်တိမခံ I'm down နေလို့ပဲဒါမျိုးဖြစ်နေနော်တောင်းမယ်လိုက်အမရေနောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ် for example အမရေဒီအမားလေးလုံးစက်တောင်းပန်သွားတယ်ဒါပေမဲ့အဲ့ကြောင့်ဖြစ်ရှင်းကျွန်တော်နောက်ကျရတဲ့အကြောင်းရင်းကကျွန်တော်အမေကိုစက္ကန့်ပို့နေရတာလေဖြစ်နိုင်တယ်ဒါဆိုနားလည်ပေးပါပဲစိတ်မူနဲ့လေဟုတ်တယ်မလားအဲ့ဒါကသွားပြီးတော့ရွေးရတဲ့ဘောနဲ့ apologize အဆင့်ကိုကြော်ပြီးတော့ခဏကမေးလိုက်မကျွန်တော်လိုက်ပါလေအဲ့မရဘူးဟုတ်တယ်မလားဒါက soft ဖြစ်ရှင်းရမယ်ဖြစ်ရှင်းတော့အမရေနောက်ကျရဲဆိုတာဒီဟာလေးကြောက်ပါ okay နောက်ဆုံးပါ thanks ကျေးဇူးတင်လိုက်ကျေးဇူးပဲဒါမျိုးမရဘူး။ဟာကြီးအခုလိုမျိုးနားလည်ပြီးတော့လေကျေးဇူးပဲနော်ကျွန်တော်တကယ်အခက်အခဲလေးဖြစ်သွားလို့ပါ။အဲ့ဒါမှကိုရီးယား company တွေနဲ့ဘာတွေလုပ်ကြလဲဆိုတော့အဲ့ဒါလေးပါအောင်ပြောပြမယ်နော်။ကိုရီးယား company တွေကဘာတွေလုပ်လဲဆိုတော့နံပါတ်1 listen ဆိုဘာလုပ်လဲ။တန်းတယ်စကားပြောတော့။အဲ့ဒီပြောဆရာပြောတာလေဆရာ less more ပြောသွားတာပဲနေအောင်နားထောင်။အဲ့သူပြောမှလည်းနားပြောစလုံးနားထောင်တယ်ဟုတ်တယ်မလား။အဲ့မှာပြဿနာ။ပြီးရင် apologize မတောင်းမှန်း sorry ပဲ။မြန်တာလေ sorry ပဲနော်မချေတယ်လို့မိုးတယ်လို့ sorry ပဲဟုတ်နော်အဲ့ဒါမျိုးတောင်းမယ်နဲ့ပြီးတော့ soft ဖြည့်ရှင်းဆိုတော့စကားအသုံးလုံးတွေမတက်ဘူးချစ်စိန်လို့တော့ green လေးသိမောင်းစိန်လို့တော့ green လေးသိပဲပြဿနာဖြည့်ရှင်းမှာတချို့ကောင်တွေရိုးသားရဲ့စကားလုံးမတက်ဘူးရင်တော့ဝန်ထမ်းလေးတယောက်ရှိတယ်အင်ဂျင်လားကချင်လားတော့မသိဘူးဟာနေကဘာလို့လုပ်ပါဝေးဒါမျိုးဆိုတရားအောင်ဆင်မလို့ဒီဆော့ပါနော်ဟုတ်လားနောက်တစ်ခါကျတော့ thanks ကျေးဇူးပဲနော်ကျေးဇူးပဲနော်လို့ပြောတာရွေးတယ်ထင်တဲ့သူကရှိသေးတယ်ဆရာတို့ကျေးဇူးပဲခဏပြောရတယ်ပြဿနာရှိကျေးဇူးပဲနော်အမဆိုဟဲ့ထူးဆန်းတာမြန်မာပြည်မှာကျေးဇူးပဲနော်ဟာလေအဲ့ဆိုတော့ကျေးဇူးတင်တယ်လို့ပြောရမယ် external customer internal customer ရဲ့ satisfaction ဖြစ်ပြီးတော့ business ကြီးအတွင်းရှိဖို့အတွက်ဒီ less more ကိုတင်ပေးလိုက်ရပါတယ်